န်းပညာမတက်လို့စိတ်အားငယ်နေကြတဲ့သူတွေရှိတယ်။ဘဝဘေးအခြေအနေမကောင်းလို့အတန်းပညာမတက်တာကမင်းအပစ်မဟုတ်ဘူး။မလေးလာတာကတော့မင်းအပစ်ဖြစ်သွားပြီ။တချို့လူတွေကအတန်းပညာမတက်လို့စိတ်အားငယ်နေကြတဲ့သူတွေရှိတယ်။ဘဝဘေးအခြေအနေမကောင်းလို့အတန်းပညာမတက်တာကမင်းအပစ်မဟုတ်ဘူး။မလေးလာတာကတော့မင်းအပစ်ဖြစ်သွားပြီ။ အတန်းပညာမတက်လို့စိတ်အားငယ်နေကြတဲ့သူတွေရှိတယ်။ဘဝဘေးအခြေအနေမကောင်းလို့အတန်းပညာမတက်တာကမင်းအပစ်မဟုတ်ဘူး။မလေးလာတာကတော့မင်းအပစ်ဖြစ်သွားတယ်။